7 ATM မှာပေးပေးတဲ့ပတ်စံထည့်နည်းလေးပါအမှချက်ကြီးဆိုတဲ့ e-money ကိုနှိပ်မယ်နော်ပြီးရင်အမှကျူချက်ကြီးကျူscan ဖတ်မဲ့နေရာကိုထပ်နှိပ်ပါမယ်အဲ့ဒါပြီးတော့ပေးပေးရဲ့ application ကိုဝင်ပြီးတော့ scan ဖတ်မယ်နော်အမှတော့အကိုနှိပ်ပြီးတော့ကျူကုတ်လေးလုံးပေါ်လာရင် confirm ထပ်လုပ်မယ်နော်အမှပြီးရင် confirm လုပ်ပါမယ်အမှပေါ်လာတဲ့ပမာဏထဲမှာကိုထည့်ချင်တဲ့ပမာဏကိုနှိပ်ပြီးတော့ပတ်စံထည့်လိုက်ရုံပဲနော်အမှပတ်စံဝင်နေပါပြီပြီးရင်ကိုယ့်ရဲ့ဖုန်း application မှာလည်းပတ်စံဝင်ကြောင်းပြတယ်နော်အမှ confirm ထပ်လုပ်ပြီးရင်ပြီးပါပြီရှင်ဂျာနဲ့ありがとうございました